တခါကကျမနဲ့ကျမအမဟာငရဲပြည်မှာနှစ်ပေါင်းများစွာအခြေချနေထိုင်လာတဲ့ကြေကန်ကန်မိန်းမတွေဖြစ်ခဲ့ပါတယ်။တနေ့တော့အမေကငါတို့ကိုအမြန်ဆုံးလူဝင်စားဖို့မောင်းထုတ်တဲ့အနေနဲ့ငါ့ကိုမွေးဖွားခြင်းတစ်ပင်နဲ့ငါအမကိုအတုမဲ့အလှတရားတို့ကိုတယောက်တစ်ခုစီလက်ဆောင်ပေးခဲ့တယ်။ပြီးတော့ဒီနှစ်ခုကိုယူပြီးအမြန်ဆုံးလူဝင်စားဖို့သွားကြတော့ငါ့ကိုလာမရှုံးနဲ့ဆိုပြီးမောင်းထုတ်လိုက်တာတကယ်တော့ငါတို့ဟာအမွာညီအမတွေအဖြစ်အတူတူမွေးဖွားရမှာဒါပေမဲ့အမကမြို့တော်ရဲ့နံပါတ်1အထက်တန်းစားအမျိုးသမီးကုံပုတ်ကိုတယောက်တည်းသိမ်းပိုက်ချင်တာကြောင့်ငါ့ကိုခြေထောက်နဲ့တစ်ချက်ကန်ပြီးအောက်တန်းကျတဲ့နာမည်ကြီးပြည်တန်စာမရဲ့ဘိုက်ထဲကိုတွန်းပို့လိုက်တယ်။သူမကမြို့တော်ရဲ့နံပါတ်1အထက်တန်းစားအမျိုးသမီးနေရာကငါနေရာပဲနင်ကတော့အောက်တန်းကျတဲ့ပြည်တန်စာမဘိုက်ထဲမှာပဲသွားနေတော့ဆိုပြီးငွေဖွားခြင်းတစ်ပင်ကိုယူကမင်းကြီးအိမ်တော်ကအတော်ကြီးရဲ့ဘိုက်ထဲကိုဝင်စားသွားခဲ့တယ်။ဒါပေမဲ့မင်းကြီးအိမ်တော်ကလူတွေအားလုံးဟာရိုးသားဖြူစင်သူတွေမဟုတ်ကြဘူး။အမဖြစ်သူဟာမင်းကြီးအိမ်တော်ရဲ့ရက်စက်ရုံမာတဲ့နှိပ်စက်မှုတွေကြောင့်တကိုယ်လုံးလေဖြတ်တဲ့အခြေအနေထိဖြစ်သွားခဲ့ရတယ်။သူမဟာတရားအောက်မှာရောင်ချာချာနဲ့ငိုကြွေးနေချိန်မှာတော့ပြည်တန်စာအိမ်ကငါရဲ့မိခင်ဟာသူမရဲ့အရေးချင်းတွေနဲ့ငါ့ကိုမြို့တော်ရဲ့နံပါတ်1ပညာတတ်အမျိုးသမီးဖြစ်အောင်ပြောထောင်ပေးခဲ့တယ်။အမဖြစ်သူဟာအမုန်းတရားတွေလွှမ်းမိုးလာပြီးနောက်ဆုံးငါရဲ့မွေးနေ့ညမှာငါ့ကိုဆွဲဖက်ပြီးမြစ်ထဲကိုအတူတူခုန်ချကအသေးချင်းဆင်နွှဲခဲ့ကြတယ်။ဘာလို့နေမဲဖြစ်နေရတာလဲငါမကျေနပ်ဘူးလို့အော်ဟစ်ရင်းပေါ့။ဒါပေမဲ့အံ့ဩစရာကောင်းတာကငါပြန်နိုးလာတဲ့အချိန်မှာငါတို့လူဝင်စားဖို့ရွေးချယ်ရမယ့်ထိုနေ့ရက်ကိုပြန်ရောက်နေခဲ့တယ်။အမဖြစ်သူဟာညီမလေးဒီတခါတော့လူအများရဲ့အာယုံဆိုင်မှုကိုခံရမယ့်ဘဝကိုငါပဲပိုင်ဆိုင်ရတော့မယ်လို့ပြောပြီးနိုင်ဟော်တရားဘေးမှာငါ့ကိုတွန်းဖယ်ကအတုမဲ့အလှတရားကိုဥအောင်လူယူသွားခဲ့တယ်။သူမဟာကချေတီမရဲ့ဘိုက်ထဲကိုစိတ်အားထက်သန်စွာနဲ့ဝင်စားသွားချိန်မှာငါကတော့သူမရဲ့ကြောပြင်ကိုကြည့်ပြီးအေးဆက်ဆက်နဲ့ပြုံးမိလိုက်တယ်။သူမမသိတာကရက်ဆက်လွန်းနဲ့မင်းကြီးအိမ်တော်ထက်ပြည်တန်စာအိမ်မှာကျင်လည်နေတဲ့ငါရဲ့ပြည်တန်စာမိခင်ဟာတကယ်တမ်းပိုပြီးကြောက်စရာကောင်းနေဆိုတာပဲ။အမငါကိုစားငရဲတွင်နဲ့ဆင်းပေးလို့ကျေးဇူးတင်ပါတယ်လို့ငါစိတ်ထဲကပြောလိုက်မိတယ်ဒီတစ်ချိန်မှာတော့ငါဟာမွေးဖွားခြင်းတစ်ပင်ရဲ့စွမ်းအားကိုကောင်းကောင်းသုံးချပြီးမိခင်ဝမ်းပိုက်ထဲကနေစတင်ကမင်းကြီးအိမ်တော်ကလူတွေအားလုံးငါ့ကိုအသေးဆွဲဖြစ်အောင်လုပ်ခဲ့တယ်ငါမွေးဖွားတဲ့နေ့မှာမင်းကြီးအိမ်တော်တစ်ခုလုံးကလူတွေကိုငွေပြား100စီစုချခဲ့ပြီးဝမ်းဆွဲတီနဲ့တမားတော်တွေကိုလည်းရွှေပြား1000စီပေးခဲ့တယ်။တစ်ချိန်တည်းမှာပဲမြို့တော်ရဲ့အရှိတ်ပြည်တန်စာရက်ွက်ကစုပ်ပြက်နေတဲ့မိဖွားခန်းထဲကနေတော့အော်ဟစ်တန်တွေထွက်ပေါ်နေခဲ့တယ်။အဲ့ဒီနေရာဟာမင်းကြီးအိမ်တော်နဲ့နှစ်လမ်းပဲဝေးပေမဲ့ကောင်းကင်နဲ့ငရဲလိုကွာခြားလွန်းတယ်။ဒီဘဝမှာအမဖြစ်သူဟာငါရဲ့လမ်းဟောင်းတိုင်းရှောက်လန်းခဲ့ရတယ်။အစပိုင်းမှာတော့သူမဟာမြို့တော်ရဲ့ထိပ်တန်းအတိုင်းဝိုင်းမှာပညာတတ်မလေးဖြစ်နာမည်ကြီးပြီးလှပနေခဲ့တယ်။ငါကတော့မင်းကြီးအိမ်တော်မှာအေးအေးလူလူနဲ့သမီးတော်လေးဖြစ်ဘဝကိုဖြတ်တန်းရင်းမိသားစုရဲ့အချစ်တော်ရတနာလေးဖြစ်လာခဲ့တယ်။အကိုဖြစ်သူရှက်ကြည်ဟန်ကလည်းငါ့ကိုတိတ်ချစ်တာ။ငါကသူ့နောက်ကိုတကောက်ကောက်လိုက်ပြီးပူစာသမျှကိုသူကအမြဲလိုလိုက်ပေးခဲ့ရတယ်။မိုးချင်းပြီးမိုးရွာတဲ့ညတွေဆိုရင်လည်းခေါင်းလေးပိုက်ပြီးသူ့ခန်းထဲငါပြေးသွားတတ်တယ်။အစာပိုင်းမှာသူကတင်းမာတယောင်ရှိပေမဲ့ငါရဲ့မျက်ရည်ဝိုင်းနေတဲ့မျက်နှာလေးကိုမြင်ရင်အမြဲရှုံးပေးပြီးငါ့ကိုကြောလေးပုတ်ကတိတ်ပေးတတ်တယ်။အကိုကတိတ်ကောင်းတာပဲငါကြီးလာရင်အကိုကိုကာကွယ်ပေးမယ်လို့ငါပြောမိတော့သူကပြုံးပြီးညီမလေးကိုအကိုကပဲကာကွယ်ပေးရမှာပေါ့လို့ခတ်တိုးတိုးပြောရှာတယ်။အချိန်တွေကုန်လွန်သွားပြီး55နှစ်သမီးရွယ်ကိုရောက်တဲ့အခါအလှပဆုံးမိမပြိုလေးဖြစ်လာခဲ့တယ်။ကြပြလင်းကအမှုပညာတွေမှာထူးချွန်ယုံတင်မကပဲငွေပွားခြင်းတစ်ပင်ရဲ့စွမ်းအားနဲ့မိသားစုရဲ့စီးပွားရေးလုပ်ငန်းတွေကိုပါအောင်မြင်အောင်ကူညီပေးနိုင်ခဲ့တယ်။ငါရဲ့လမ်းညွှန်မှုကြောင့်အဖေရဲ့စီးပွားရေးဟာအဆမတန်တိုးတက်လာပြီးအိမ်တော်ရဲ့ဘဝဟာပုံမတောက်ပလာခဲ့တယ်။အကိုဖြစ်သူရှက်ကြည်ဟန်ကလည်းငါ့ကိုတစ်သက်လုံးကာကွယ်ပေးဖို့အတွက်အိမ်တော်ရဲ့အလုပ်တွေကိုပိုပြီးစူးစမ်းတင်ယူခဲ့တယ်။နောက်ပိုင်းမှာတော့အမဖြစ်သူရဲ့အလှပနဲ့အရေးချင်းတွေကြောင့်တမျိုးတော်လုံးကချီးမွမ်းနေကြတဲ့သတင်းတွေကိုငါခဏခဏကြားရတယ်။ဒါပေမဲ့ငါရဲ့16နှစ်ပြည့်အခမ်းအနားနေ့မှာသူမကိုပြန်တွေ့ရတဲ့အခါကချေတီမရဲ့နောက်မှာလိုက်ပါလာပြီးလှပတဲ့ဝတ်စုံကိုဝတ်ဆင်ထားပေမဲ့သူမရဲ့မျက်ဝန်းတွေကမေးမိန်ပြီးအနှိမ့်ဆက်ခံထားရတယ်လို့ပင်ပန်းနွမ်းနေခဲ့တယ်။ငါရဲ့တာမန်အိမ်ဝတ်စုံလေးကိုမြင်တဲ့အခါသူမကစိတ်သက်တွေပြန်တက်ကြွလာပြီးငါးနာတစ်ထောင်နဲ့ငါစီလျှောက်လာတယ်။ရှဲချီရွက်နေ့ရဲ့ဒီနှစ်တွေကလည်းတိတ်ပြီးအဆင်မပြေလာပါဘူးလား။သခင်ကြီးနဲ့ကတော့ကသွေးသားရင်မဟုတ်တဲ့အကိုကိုပဲပိုချစ်ကြတယ်လို့အားလုံးကပြောနေကြတာနင့်ကိုတော့ဂယုမဆိုင်ကြပါဘူးလို့သူမကလာလောင်နေငါဘာမှပြန်မပြောရသေးခင်မှာပဲအကိုရှက်ကြီးဟန်ရဲ့အေးဆက်ဆက်အတန်ကြီးထွက်ပေါ်လာတယ်နင်ဘသူကိုသွေးသားရင်မဟုတ်ဘူးလို့ပြောတာလေတဲ့ရှက်ရောင်ဟာသူ့ကိုမြင်လိုက်ရတဲ့ခဏမှာပဲမျက်နှာတစ်ခုလုံးဖြူဆုပ်သွားခဲ့တယ်ပြီးခဲ့တဲ့ဘဝတုန်းကရှက်ကြီးဟန်ရဲ့ရဲရဲဆက်ဆက်နှိပ်စက်မှုတွေကြောင့်သူမရဲ့စိတ်ထဲမှာအကြောက်လွန်တဲ့အရေးမေးကြီးကြံရစ်ခဲ့လို့ပဲသူမကတောင်းပန်ပါတယ်ငါစကားဖြစ်ပဲပြောလိုက်တာပါလို့တုံတုံရင်ရင်နဲ့ပြောရှာတယ်ရှက်ကြီးဟန်ကသူမကိုဂယုမဆိုင်ပဲသူ့ရင်ခွင်ထဲကနေကြောက်စိမ့်ကြပန်းဆန်ထိုးလေးကိုထုတ်ပြီးငါရဲ့သပင်တွေကိုညင်သာစွာထိုးပေးခဲ့တယ်ညီမလေးဒါကအကိုကိုယ်တိုင်လှုပ်ထားတဲ့ဆန်ထိုးလေးပါညီမလေးတစ်သက်လုံးပျော်ရွှင်ပါစေလို့သူကဆုတောင်းပေးတယ်ငါကသူ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖက်လိုက်တော့သူ့ရဲ့နရွက်ဖျားလေးတွေညီရဲသွားပြီးငါဧည့်သည်တွေကိုသွားအိတ်ခံလိုက်အောင်မယ်မိဘတွေကညီမလေးအတွက်အံ့ဩစရာလက်ဆောင်ပြင်ထားတယ်လို့ပြောပြီးထွက်သွားခဲ့တယ်သူထွက်သွားတာနဲ့ရှေ့အောင်ဟာစိတ်သက်တွေကြပြီးငါလက်မောင်းကိုလာဆွဲကဘာလို့လဲဘာလို့သူကနင့်ပေါ်ဒီလောက်ကောင်းနေရတာလဲလို့အော်မေးတော့တယ်ငါကလည်းသူကငါ့ကိုလေငါ့အပေါ်ကောင်းတာမဆန်းပါဘူးနင့်မိကောနင့်ပေါ်မကောင်းဘူးလားလို့ပြန်မေးလိုက်တယ်အဲ့ဒီအချိန်မှာပဲပြည်တန်စာမရဲ့အတန်ကသူ့မနောက်ကနေထွက်လာတယ်ဒီသမီးစုပ်ဒီမှာဘာလုပ်နေတာလဲအမြန်လာပြီးလူကြီးမင်းတွေကိုအရက်သွားနှိပ်ပြီးတော့တဲ့ရှက်ရောင်ကမကျေနပ်ပေမဲ့ငါမွေးနေ့ရှင်နဲ့စကားနည်းနည်းလောက်ပို့ပြောပြီးမှသွားလို့ရမလားလို့တောင်းပန်ရှာတယ်ပြည်တန်စာမကငါရဲ့သမီးတော်လေးဂုံပုတ်ကိုထောက်ထားပြီးခွင့်ပြုလိုက်ပေမဲ့ရှက်ရောင်ရဲ့ခါကိုတော့အตาလေးဆွဲလိန်လိုက်တာကြောင့်သူမရဲ့မျက်နှာလေးရှုံးမဲ့သွားခဲ့ရတယ်ငါကအမရဲ့ဘဝကလည်းမလွယ်ကူပါလားဘဝနှစ်ခုလုံးမှာနင်ကငရဲရင်းကိုပဲရွေးချယ်ခဲ့တာကိုလို့ပြောလိုက်တော့သူမကဒေါသတကြီးနဲ့နင်ကမှအတုံးမကျတဲ့သူငါကအခုကိုချေထောက်ပေါ်ကိုရက်ပြီးငွေရှာနိုင်နေပြီငါကိုကြိုက်တဲ့သူတွေလည်းအများကြီးပဲလို့ပြန်អော်တယ်ငါကလည်းတနာစရာကောင်းလိုက်တာ
ငါကတော့ငွေကလေးကဆိုင်ငန်း3ခန်းနဲ့လေခွင်းတစ်ခုကိုပိုင်ဆိုင်ထားပြီးသုံးလို့မကုန်တဲ့ငွေတွေရှိနေတာလို့ပြောလိုက်တဲ့အခါသူမရဲ့နှလုံးသားကိုဓာတ်နဲ့မှုန်းလိုက်တယ်လို့ခံစားသွားရတယ်သူမကမနာလိုမနေနဲ့ငါမျိုးတော်ရဲ့နံပါတ်1ကြပြဆရာမဖြစ်လာတဲ့အခါနင့်ကိုခြေပွားအောင်မှာနင်းချေပြစ်မယ်လို့ချိန်မောင်းပြီးထွက်သွားခဲ့တယ်ငါလည်းသူမကိုကြည့်ပြီးစိတ်ပြတ်မိတယ်ဘာလို့သူမဟာဘဝတိုင်းမှာငါ့ကိုရန်သူလိုသဘောထားနေရတာလဲအမဖြစ်သူထွက်သွားပြီးနောက်မှာတော့အဝေးကနေဧည့်သည်တွေကိုပြုံးရည်နှုတ်ဆက်နေတဲ့ကိုရှက်ကြီးဟန်ရဲ့အကြည့်တွေကငါစီမှာပဲရှိနေတာကိုငါသတိထားမိလိုက်တယ်ဧည့်သည်တွေအနေငယ်ရှင်းသွားတဲ့အခါသူကငါစီကိုပြုံးရောင်တန်းရင်းလျှောက်လာပြီးငါလက်ကိုဆွဲကအနောက်ဘက်အခန်းထဲကိုခေါ်သွားခဲ့တယ်ညီမလေးနေမလိမ္မာဘူးနော်အကိုကနင့်ကိုအပြစ်ပေးရမယ်လို့သူကပြောလိုက်တယ်သူ့စီကနေထွက်ပေါ်လာတဲ့ရနံတင်းတင်းလေးနဲ့သူ့ရဲ့ထူးဆန်းတဲ့အကြည့်တွေကြောင့်ငါရဲ့နှလုံးခုန်တန်တွေမြန်ဆန်လာပြီးမျက်နှာကိုအသာလွှဲလိုက်မိတယ်အကိုငါဘာမှလုံးမိလို့လဲဟင်လို့ငါကတုံတုံရီရီနဲ့မေးမိလိုက်ပါတော့တယ်ဇက်သိန်းကဘလို့ဖြစ်မယ်ထင်ကြလဲ